introvert နဲ့ extrovert အကြောင်းလူနှမျိုးရှိတယ်ဆိုတာသိထားရပါမယ်နော်တစ်မျိုးက extrovert တစ်မျိုးက introvert ကိုယ်တိုက်က introvert လား extrovert လားသိထားရင်နည်းနည်းသက်သာတယ်ဘာလို့လဲဆိုတော့ introvert တွေကိုလူတွေကတိတ်နားမလဲကြဘူးသူတို့အထင်ကတစ်မျိုးဖြစ်လေလေကိုကလည်းကိုစိတ်ပြက်မိလေလေဖြစ်တတ်လို့ပါ introvert ကလူများများနဲ့ရောလို့မရဘူးစကားများများမပြောတတ်ဘူးလူအများစုဝေးကြပြီဆိုသူကတောင်းတတောင်းမှကပ်ပြီးတိတ်လေးကြည်နေတတ်တယ်သူတယောက်တည်းအဲ့လိုကြည်နေရတာကိုကြိုက်တယ်သူ့ကိုလူတွေစကားပြောရင်ဘာပြောရမှန်းမသိရုတ်တရက်မသိလို့လူတွေစကားလာများတာကိုစိတ်နှောက်ယှက်ဖြစ်တယ်ဒါပေမဲ့ခင်နဲ့မင်းနဲ့သူတွေကိုတော့အေးစစ်စစ်အကြာကြီးပြောနိုင်ပါတယ်သူနဲ့စကားပြောမဲ့သူကိုရွေးတယ်လို့ပြောမဲ့အကြောင်းအရာကိုလည်းရွေးတယ်စကားစုံအောင်မပြောတတ်ဘူးတောင်ရောက်မြောက်ရောက်မပြောတတ်ဘူးအလာပါတလာပါလည်းမပြောတတ်ဘူးစချင်းနောက်ချင်းလှုပ်ခဲ့တယ်ရှွန်းနောက်မနေတတ်ဘူးသူများရှွန်းနောက်လှုပ်ရင်လဲသူနားမလည်နိုင်ဘူးလူတွေနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းတတ်တယ်သိပ္ပံပညာရှင်တွေတွေးခေါ်ပညာရှင်ကြီးတွေအာကာသယဉ်မှုတွေစေပညာရှင်တွေတော်တော်များများက introvert တွေသူတို့ introvert ဖြစ်လို့သာတယောက်တည်းနိုင်ပေါင်းများစွာရက်ပေါင်းများစွာနေပြီးအလုပ်လုပ်နိုင်တာ introvert မဟုတ်ရင်တယောက်တည်းအချိန်ကြာကြီးမနေနိုင်ဘူး extrovert ကကြတော့အဲ့ဒီလိုမဟုတ်ဘူး extrovert ကလူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံနေရမှတငယ်ချင်းတွေအပေါင်းဖော်တွေနဲ့တယုံလုပ်နေရမှသူ့မှာတငယ်ချင်းတွေလည်းအများကြီးရှိတယ်သူတငယ်ချင်းအပေါင်းအသင်းနဲ့တွေ့ရတော့မယ်ဆိုရင်ဦးရေမြူးပြီးပြောနေတာလူတစ်တွေနဲ့ခင်လွယ်မင်လွယ်ရင်းနှီးလွယ်တယ် introvert တွေကတငယ်ချင်းနည်းနည်းပဲထားတယ်ပြီးတော့သူတို့ကလူတစ်တွေနဲ့မပေါင်းချင်ဘူးလူဟောင်းတွေနဲ့ပဲရိုးပဲပေါင်းတင်ဆက်ဆံနေသွားချင်တာ extrovert တွေကလူတွေကိုပိုခင်ကြတယ်ဘာလို့လဲဆိုတော့သူကစကားပြောနေရရင်ကြိုက်တဲ့သူဆိုတော့လူတွေကသူနဲ့တွေ့ရင်မပြင်းရလို့လေဘာပြောရမှန်းပြောနေရရင်ပြီးရောကြိုက်တယ်ဆိုတဲ့သူဖြစ်နေတော့သူကစမယ်နောက်မယ်သူ့အကြောင်းကိုအကြောင်းဘာမှအရေးမကြီးတဲ့အကြောင်းလည်းပြောတယ်လူတွေရဲ့ခင်မင်မှုကိုရတာကြိုက်တယ်ဆိုတော့ introvert နဲ့ extrovert ကိုရှင်လိုက်ရင် extrovert ကလူချစ်လူခင်များပါတယ် introvert ကအကြောင်းအရာရွေးတယ်ဒါအပြင်ပြောမယ်ကြမ်းပြီးခါမှတော်ပါပြီလေမပြောလဲရတာပဲဆိုပြီးသူကပါဇက်ပိတ်သွားရောအဲ့ဒီတော့လူတွေငါတို့ကိုမခင်ဘူးမခင်လို့ဘာစကားမှမပြောတာမခင်လို့ငါတို့နဲ့မရောတာလို့ထင်သွားတတ်တယ်နော်အမှန်တော့သူကမခင်တာမဟုတ်ဘူးခင်ပါတယ်ဒါပေမဲ့ extrovert ဖြစ်နေတော့သူကအတွင်းလှည့်ဖြစ်နေတယ်သူ့အတွင်းကိုပြန်လှည့်ကြည့်ပြီးသူ့အတွေးကမပြောဘဲနေလို့ရရင်မပြောတော့ဘူး introvert ကပြောပြီးရောဆိုတဲ့သူလည်းမဟုတ်ဘူးပြောပြီးပြန်စဉ်းစားတယ်အဲ့ဒါကဘလို့ဟိုဟာကဘလို့စသည်ဖြစ်ပြီးတော့သူကဓာတ်တွေအကုန်လုံးကိုအစာချေတယ်လို့ပြန်ချေတယ်ပြန်တွေးပြီးအစာချေတယ်လို့ချေလိုက်ရမှကိုသူကနေတာထိုင်တာရှိတယ်သူမှားသွားရင်လဲသူ့မှားသူတနှုံနဲ့တွေးမပြီးတော့ဘူးလူတွေအတွက်သူစီးရီးရဲ့ဖြစ်เสียမလို့တာကိုသူကဖြစ်နေတော့သူ့မှာမပြီးနိုင်မစည်းနိုင်ဖြစ်နေတာကိုလူတွေကစိတ်မရှိဘူးသူများကပြီးပြီးမေ့သွားပြီးသူကမပြီးသေးဘူးကြာတော့သူ့ကိုအဲ့ဒါကြီးမေးလိုက်ပါတော့ကွာလို့ပြောယူရတဲ့အထိပဲစီးရီးရဲ့ဖြစ်တတ်တယ်ဒီနေရာမှာ extrovert ကအေးဆေးပဲသူမှားသွားလဲတိတ်စိတ်မပူဘူးဘာလို့လဲဆိုတော့သူ့ကိုလူတွေကဒီလောက်စီးရီးရဲ့ဖြစ်နေမှာမဟုတ်ဘူးလို့သိထားလို့လူတွေကိုသူကလည်းတိတ်စီးရီးရဲ့ဖြစ်မနေဘူးခင်မင်ပြတ်တယ်ဆိုတာမပြောတတ်တဲ့သူတွေကြားမှာဖြစ်ကြတာလို့သူယုံကြည်တယ်တယောက်နဲ့တယောက်ခင်ကြတယ်ဆိုရင်စနောက်အမှားပါလဲခွင့်လွတ်လိုက်အကြာကြီးတိတ်တွေးမနေနဲ့ဆိုတဲ့သူမျိုး introvert ကလူရွေးပေါင်းတယ်လို့သူတို့ခင်မိရင်လဲတသက်တာပဲသူတို့တကယ်ခင်တဲ့သူကသူတို့ကိုစိတ်ဆိုးမှတိတ်ကြောက်တတ်တယ်စိတ်ဆိုးသွားရင်လဲသူတို့မှဘာလို့ရမှန်းမသိအောင်ဖြစ်တတ်ကြတယ်ချော့တယ်ဆိုတာသူတို့တိတ်မလုပ်တတ်ဘူးဒါပေမဲ့သူတို့ချစ်တဲ့ခင်တဲ့သူအတွက်အနစ်နာခံရဖို့ဝင်မလေးတတ်ပါဘူးလိုလားအနစ်နာခံတတ်ကြပါတယ်ချစ်မိပြီးဆိုဆွဲမမြဲချစ်တဲ့သူမျိုးပါစိတ်ပြက်လို့ဟင်ကနေဆိုလဲလှဲ့ကိုမကြည့်တော့ဘူးဆိုတဲ့သူတွေပါသူတို့ကိုနားလည်နိုင်တဲ့သူရှာလို့တကိုယ်တဲ့အထီးကျန်တည်တတ်တာလည်းများပါတယ်
ကိုဟာ introvert တယောက်ဖြစ်နေရင် introvert တွေဟာလူလောကမှာနေရတာအခက်တွေ့ရတာပိုများတယ်ဆိုတာသဘောပေါက်ထားရမယ်ဒါကြောင့်ဘာကြောင့်လဲဆိုတာနားလည်ထားဖို့လိုပါတယ်အဲ့ဒီတကယ်တော့ introvert စစ် extrovert စစ်ဆိုတာဖြစ်ခဲ့ပါတယ်နည်းနည်းယောနေတတ်တာကြီးပါအဲ့ဒီတော့ introvert ဘက်များနေတယ်ဆိုရင် extrovert ဘက်နည်းနည်းလေးရှိပါသေးတယ်လူတွေနဲ့ရောနောရီမောမောအချိန်အတိုင်းအတာလေးတစ်ခုထိတော့နေလို့ရပါတယ်ပျော်ရမှာပါအကြာကြီးတာမရတာကိုတိုက်ကိုတီးပြီးအကောင်းဆုံးဖြစ်အောင်လုပ်ယူသွားလို့ရပါတယ်နော်တခါတလေ introvert ကလိုအပ်ရင် extrovert ဖြစ်လို့ရတယ်အမြဲတမ်းကြီးတော့မဖြစ်နိုင်ဘူးပေါ့တချို့လဲငယ်တုန်းမှာ extrovert ဖြစ်ပြီးအသက်ကြီးလာတော့ introvert ဘက်ပြောင်းလဲသွားလာတာမျိုးလည်းရှိတယ်ဘလို့ပဲဖြစ်တယောက်တည်းလဲပျော်ရမှာဖြစ်မယ်လူအများနဲ့တော့ခဏတော့ပျော်တတ်မှာဖြစ်မယ်ကို့အကြောင်းလေးကိုတည်ထားပြီးကို့အတိုင်းတာလေးနဲ့ကို့လူတွေနဲ့ခင်မင်ပြောဆိုဆက်ဆံမိဖို့အလေးအကျင့်လုပ်တင်ပါတယ်မကြောက်ပါနဲ့နည်းနည်းတော့စိတ်ပင်ပန်းခံတင်ပါတယ်တိတ်အများကြီးတော့မခံပါနဲ့လူတချို့ကခင်စရာကောင်းပါတယ်သူတို့ကိုစိတ်ထဲမှာထားပြီးလူချင်းဆက်ဆံရေးကိုမျက်နှိုးပါလူတွေကိုရိုးသားခင်မင်မိလို့ခံရမယ်ဆိုရင်လေလူလောကမှာလူတယောက်အနေနဲ့ပြဝနေသွားလိုက်ချင်းနေသူတွေအတွက်အဲ့ဒီအတွက်ခံလိုက်ရဖို့ဘာမှတွန့်ဆုတ်နေကြမလိုပါဘူးလူတွေကိုမယိုးမသားနဲ့ဟန်လုပ်ပြီးမဆက်ဆံမိဖို့ပဲလိုတာပါဆက်ဆံရေးဟာအမှုပညာတစ်မျိုးပါပညာတစ်မျိုးပါဒီဆက်ဆံရေးနဲ့ပဲပျော်ရွှင်မှုတွေရရတာစိတ်ချမ်းသာမှုတွေရရတာနှွေးထွေးလုံခြုံမှုတွေရရတာဒီဆက်ဆံရေးတွေကြောင့်ပဲမေတ္တာတွေစေတနာတွေဖြစ်ခွင့်ရတာပါနော်ကောင်းမွန်တဲ့မွန်မြတ်တဲ့လှပတဲ့ဆက်ဆံရေးဟာစိတ်ဓာတ်ကိုရင့်ကျက်စေပါတယ်အသိဉာဏ်ကိုဖြစ်ထွန်းစေပါတယ်နှလုံးသားကိုအေးချမ်းစေပါတယ်